နိုရာပါရှင်နိုရာဒီနေ့ခီးသွားရကြပြီဆိုတော့ခီးသွားမှာပေါ့နော်ခီးသွားမယ်ဒီစဉ်းစားလာမယ်ခုနေ့ကတကယ်ချင်းနေသွားတဲ့နေရာမှာအိမ်လေးတစ်လုံးတွေ့သေးတယ်တော့ကြမယ်အဲ့ဒါဟိုကတကယ်ချင်းတော့ခွန်မယ် yes ဒီတကယ်ချင်းလာအောင်လားငါလည်းလိုက်မယ်လေအေးအဲ့ဆိုရင်ငါလည်းလိုက်ခဲ့ဒါမဲ့တားတော့တို့ဒီနားမှာခဏဆောင်ခိုင်းလာလိုက်မယ်အပြေးတော့မတန်းလေတောင်းလို့ဟဲ့တငယ်ချင်းဒီနားမှာခဏဆောင်နေနော်နေကအပြေးမှမတန်းနော်အေးငါဆောင်နေမယ်နော်တမ်းမယ်ရမယ်ငယ်ချင်းရှိတော့ကြမယ်လေကျောင်းချီယူတော့ရောက်ပြီဆိုရင်ငါထုံးမြိုင်တွေပဲသွားလိုက်တော့မယ်ငါမှချက်စပါဆိုရဲထုံးမြိုင်ရှိရလေတမဲထုံးမြိုင်စားချောင်းစင်းနေကြပြီလားမသိဘူးအေးဟာထုံးမြိုင်စားချောင်းစင်းနေပြီလေဆရာမဘာခေါ်ပါလိမ့်မယ်ဆရာမခေါ်လိုက်တော့မယ်ဆရာမခေါ်လိုက်ပြီဆရာမသမီးတို့ပြောပွဲသွားထမလို့ဆရာမလိုက်မလားသမီးတို့ပြောပွဲသွားထမလို့လားဆရာမလိုက်မယ်လေသွားကြမယ်ဘေးကိုလည်းသမီးတို့ဟိုရင်ဟာသမီးတို့လေကြောင်းခွင့်ယူပြီးတော့လေပြောပွဲသွားထွက်တဲ့နေရာရဲ့ဘေးနားမှာအင်းကြီးရှိရလေအင်းငေါ့ပါမှာအေးငါလည်းလိုက်ခဲ့မယ်လားအဲ့ဆိုရင်ဆရာမခေါ်ပြီးပြီဆိုတော့ငါတို့ပါမယ်ဒီမှာကူတာထဲမှာတကယ်ကြီးဟိုဝါရုံနဲ့ကောင်းမလေးရှိသူကခေါ်လိုက်မယ် sorry hello နိုရာပါရှင်နိုရာဒီနေ့တကယ်ချင်းနဲ့ဖျားဘူးသွားချင်တာပေါ့နော်ဖျားဘူးသွားဖို့မန်းနီးရမရှိဘူးတော့အဲ့ဆိုရင်စဉ်းစားလိုက်အောင်မယ်ပြပါမယ်ဆိုတာကိုနေ့ကငါတို့ဒီနေ့သွားမယ်နေရာပြီပြီဆိုတော့ဟိုနေ့ကသွားတဲ့နေရာဘေးနားမှာအိမ်လေးတအုံတွေ့တယ်အဲ့ကိုသွားမယ်တမယ်တကယ်ချင်းပတ်ခေါ်မယ်နော်တကယ်ချင်းရှိလားမသိပါဘူးအိမ်မှာတကယ်ချင်းအိမ်မှာရှိပါလားဟိုမှာသူကအမေမင်းပေးတာဒီနေ့ခင်းသွားတာကြပြီဆိုတော့ခင်းသွားကြမယ်လေဒီနေ့ကျငါးနောက်မှာထင်တယ်အေးဘေးတော့မလဲဆိုတော့ငါစဉ်းစားပြီးပြီဆိုတော့ရပြီဟဲ့ကြောက်သွားလိုက်ပြန်လေတူလာဘူးထပ်ပါလေတူလည်းပြန်ခေါ်ရမယ်လေတူမခေါ်ရကြ